Hello မင်္ဂလာပါဒီလို comment လေးပေါ့နော်မှန်ထားတာလေးတွေ့တယ်ပြီးရင်တချို့ညီမလေးတွေကလည်းအဲ့လိုမျိုးစင်တူတဲ့မေးခွန်းလေးတွေလာမေးကြလို့ပေါ့နော်ဆိုတော့ကျမတို့မေဂျာတန်းတက်တယ်ပြန်ပြောရမယ်ဆိုလို့ရှိရင်မေဂျာတန်းတက်တယ်ဘွဲရတယ်အလုပ်ရှာဗီဇာဒီတန်းကိုပြောင်းကြတယ်၄နှစ်တက္ကသိုလ်တက်တယ်၄နှစ်ကျောင်းနဲ့ကျောင်းပြီးတဲ့ကျောင်းသူကျောင်းသားတွေကကြတော့ကိုဘွဲရတဲ့မေဂျာနဲ့မဆိုင်တဲ့အလုပ်တွေမှာလည်းလုပ်ခွင့်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဗီဇာပြောင်းတာတွေဘာတွေကြတော့ဒီ2နှစ်တက္ကသိုလ်မှာတက်တဲ့ကျောင်းသူကျောင်းသားတွေထက်အခွင့်အရေးများတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုဆိုတော့အခုပြောတာကြတော့2နှစ်တက္ကသိုလ်တက်တဲ့ကျောင်းသူကျောင်းသားတွေနဲ့ပတ်သက်တာလေးပြောပြမယ်နော်ဆိုတော့ကျမတို့က2နှစ်တက္ကသိုလ်တက်လိုက်တယ်မေဂျာတစ်ခုရွေးချယ်ပြီးကျောင်းတက်လိုက်တယ်ကျောင်းပြီးသွားတဲ့အလုပ်ရှာဗီဇာဒီတန်းရတယ်ဆိုတော့ဒီလိုမျိုးပဲဒီတန်းဗီဇာကဒီသူတို့ကိုရီးယားအစိုးရကသတ်မှတ်ထားတဲ့နှစ်ကာလဒါမှမဟုတ်လာဝကကကျမတို့ကိုမရစ်ဖဲနေပေါ့နော်သူတို့ထုတ်ပေးတဲ့ကာလတစ်ခုပြီးသွားတဲ့အခါကျရင်ဒီအလုပ်ကလည်းချွေရောဗီဇာကလည်းမပြောင်းနိုင်ဘူးအဲ့တော့ကျမတို့က E7 ဗီဇာကလည်းမပြောင်းနိုင်ဘူးအလုပ်ရှာဗီဇာဒီတန်းကလည်းတက်တန်းကုန်သွားတယ်ဘာဆက်ဖြစ်မှာလဲဆိုပြီးတော့အဲ့လိုမျိုးလာမေးကြတယ်ပေါ့နော်အဲ့လိုဆိုတော့ကျမတို့ကဒီတန်းဗီဇာတက်တန်းကုန်သွားတာနဲ့ဒီကိုရီးယားမှာဗီဇာကြီးကအကုန်လုံးကပြီးသွားပြီးအိမ်ပြန်ရမယ်အဲ့လိုပုံစံမျိုးမဟုတ်ဘူးကျမတို့ရွေးချယ်စရာ3ခုရှိတယ်နော်ဆိုတော့ပထမအဆုံးနံပါတ်1ကျောင်းပြီးသွားလို့ရှိရင်ကျမတို့ F2 ကဗီဇာပြောင်းလို့ရတယ်ကိုကအလုပ်ခွင်ဝင်ဖို့ပေါ့နော်ကိုကျောင်းပြီးထားတဲ့ဗီဇာနဲ့သက်ဆိုင်တဲ့အလုပ်ခွင်ဝင်ဖို့တွေဘာတွေခက်ခဲမယ်လို့ထင်လို့ရှိရင်ကိုက2နှစ်တက္ကသိုလ်ကပြီးတာပဲဖြစ်ဖြစ်4နှစ်တက္ကသိုလ်ကပြီးတာပဲဖြစ်ဖြစ်ဘာမေဂျာနဲ့ပဲပြီး F2 ကပြောင်းလို့ရပါတယ်သူ့ရဲ့အားနည်းချက်ကကြတော့ကျမတို့အင်ကူဂမ်ဆိုချီရောဒီလူရည်ကြဆင်းနေတဲ့ data တွေမှာတွားပြီးတော့အလုပ်လုပ်ကိုင်ဆောင်ရွက်ရမယ်ပေါ့နော်တွားနေရမယ်ဒီဟာရှိတယ်ဒါပေမဲ့သူ့ရဲ့လိုအပ်ချက်ကဘာလဲ F2 ကဗီဇာပြောင်းဖို့ဆိုလို့ရှိရင်ကျမတို့ topic level 4နဲ့အထက်လိုအပ်ပါတယ် level 4ဒါမှမဟုတ် K2B စာတန်းကဲပေါ့နော်လိုအပ်ပါတယ်နံပါတ်2ကိုကမြန်မာပြည်ကနေပြီးတော့ဘွဲရလာတဲ့လူတယောက်ကိုကမြန်မာပြည်ကနေပြီးတော့ဘွဲရပြီးမှဒီကို language program D4 နဲ့ join တယ်ပြီးတော့D4 ပြီးတာနဲ့ကျမတို့ master တန်း join မှုကြတော့ topic တွေဘာတွေလိုတဲ့ပြီးရင် master ကြတော့ဒီကျမတို့ဟတ်စာထက်ကျောင်းလာကတွေဘာတွေကအရင်များတာဖြစ်တဲ့အတွက်ရောက်ချင်းမှာဒီလိုကိုယ့်ရဲ့အခြေအနေအကျိုးအကြောင်းအမျိုးမျိုးကြောင့်ကျမတို့D2 ရိုးဟတ်စာ2နှစ်ကျောင်းကိုပဲခဏ join လိုက်တယ်တက်လိုက်တယ်ပေါ့နော်ဆိုတော့ဒီတန်းဗီဇာပြီးကန်နေကြလို့ရှိရင်ကိုကမြန်မာပြည်ကနေဘွဲရထားတဲ့သူတယောက်ဆိုလို့ရှိရင် master program ကိုဆက် join လို့ရတယ်ဆိုတော့ master program join မယ်ဆိုရင်ရောဘာလိုအပ်လဲ topic ဒါမှမဟုတ် K2B လိုအပ်တယ်ကိုရွေးချယ်တဲ့အကြောင်းပေါ်မူတည်ပြီးတော့ level 3နဲ့အထက်ဆိုရင်တက်လို့ရတဲ့အကြောင်းရှိတယ်လို့ level 4နဲ့အထက်လိုအပ်တဲ့အကြောင်းတွေလည်းရှိတယ်ဆိုတော့ဒါနံပါတ်1ပေါ့နော်နံပါတ်3ကိုကမြန်မာပြည်ကနေပြီးတော့ဘွဲရလာတဲ့ကျောင်းသူတအိုးကျောင်းသားတအိုးလည်းမဟုတ်ဘူးဒီမှာဒီတန်းဗီဇာလည်းတက်တန်းကုန်တော့မယ်ဘယ်လိုလုပ်မလဲကျမတို့ကိုကျောင်းပြီးထားတဲ့မေဂျာကဟိုတယ်ဂျိုရီပဲထားပါတော့เนาะဟိုတယ်ပိုင်းဆိုင်ရာဒီကုတ်ကင်ပိုင်းကိုယူထားတယ်ဟိုတယ်ဂျိုရီမှာကျောင်းပြီးထားတယ်ကိုကျောင်းပြီးထားတဲ့ဟိုတယ်ဂျိုရီကွာနဲ့ကျောင်းပြီးထားတယ်ဆိုတော့ကိုကျောင်းပြီးထားတဲ့မေဂျာအတိုင်းတူတဲ့မေဂျာရှိတဲ့ကျောင်းကိုကျမတို့၄နှစ်တက္ကသိုလ်ပေါ့เนาะဒေဟကွမ်ဒေဟကျို၄နှစ်တက္ကသိုလ်ကျမတို့လှမ်းကျွိုင်းလို့ရတယ်၃နှစ်မြောက်ကနေပြီးတော့ဂျေဟက်စိန်အနေနဲ့လှမ်းကျွိုင်းလို့ရတယ်အဲ့တော့ကျမတို့ကအဲ့ဒီကျောင်းကို join ဖို့အတွက်ကိုလေခုနပြောသလိုပဲကိုရွေးချယ်တဲ့ကျောင်းမှာမူတည်ပြီးတော့ topic တွေလိုမယ်စာဝယ်ထုံးဟပ် program တွေလိုမယ်ဒီလိုမျိုးကိုရီးယားဘာသာစကားလိုအပ်တယ်ဒီတန်းပြီးသွားတာနဲ့ပြီးသွားတာတော့မဟုတ်ဘူးဒီတန်းပြီးသွားလို့ကိုကဘာရွေးချယ်ရမလဲဆိုရင်ဒီလိုမျိုးတွေရွေးချယ်လို့ရပါတယ်အဲ့တော့ကိုကကိုရီးယားနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ကျောင်းဗီဇာနဲ့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသူကျောင်းသားတယောက်အနေနဲ့ဒီကိုရီးယားဘာသာစကားလက်မှတ်ကအရေးတကြီးလိုအပ်ပါတယ်ကျမတို့ဗီဇာပြောင်းတာဗီဇာတက်တန်းတိုးတာဒါတွေအတွက်ဒီ level ပြီးသွားလို့ရှိရင်ဒီမှာပဲလုံးဝရပ်သွားတာမဟုတ်ကိုယ့်ဘက်ကဒီဘာသာစကားလက်မှတ်တွေဘာတွေအများနဲ့ပြင်ဆင်နေမယ်ဆိုလို့ရှိရင်ကျမတို့ game ဆော့တယ်လို့ပဲ level 1ပြီးရင် level 2 3ဒီမှာသူ့ရဲ့ level တွေကတက်သွားလို့ရတယ်ဒါပေမဲ့သူ့ရဲ့ level တစ်ခု game တစ်ခုချင်းစီမှာကန့်သက်ထားတဲ့စီကန့်ချက်တွေရှိတယ်ကန့်သက်ထားတဲ့အချက်တွေရှိတယ်ကိုရီကဒါကိုကိုယ့်ဘက်ကနေပြီးတော့ပြင်ဆင်ထားဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကကျောင်းသူကျောင်းသားတယောက်အနေနဲ့ပြင်ဆင်ထားတဲ့ပြင်ဆင်ထားတယ်ဆိုလို့ရှိရင်တော့ရွေးချယ်ခွင့်ကအမြဲတမ်းကိုယ့်ဘက်မှာတော့ရှိတယ်ကိုကဘာရွေးချယ်မလဲဒီ3ခုတွေကတစ်ခုခုရွေးချယ်ပေါ့နော်ဒါတော့ကျမတီတလောက်ပြပြတာပါ